American နဲ့ Iran သူတို့နှစ်နိုင်ငံကြားကအချိန်တွေကတော်တော်လေးကိုတင်းမာနေတယ်နော်တစ်ဖက်မှာစစ်ဖြစ်ကြမှာလားဆိုတဲ့ချင်းချောင်းမှုတွေတစ်ဖက်မှာကြတော့ငင်းချမ်းရေးစကားပြောကြမယ်ဆိုတာတွေဒီလိုစန့်ကျင်ဘက်လိုဖြစ်နေတဲ့အရာနှစ်ခုကတစ်ချိန်တည်းမှာဘယ်လိုဖြစ်နေတာလဲဒါကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ကဲဒီဇလန်ကဘယ်ကစလဲဆိုတော့အီရန်ကနေထွက်လာတဲ့ဗီဒီယိုတစ်ခုကနေစပါဒါပေမဲ့ဒါကတကယ်ဗီဒီယိုတော့မဟုတ်ဘူး AI နဲ့ဖန်တီးထားတဲ့ပုံရိပ်ရောင်တစ်ခုအတူရောင်ဆိုပေမဲ့သူ့နောက်ွယ်ကချင်းချုံမှုကတော့အစ်စ်အမှန်ပါပဲအဲ့ဒီဗီဒီယိုတက်ပဲလားဆိုတော့မဟုတ်သေးဘူးဗျအီရန်ရဲ့ခေါင်းဆောင်အာယာတိုလာခါမီနီကပါစကားတစ်ခုပြောခဲ့တယ်သူကပြောလဲဆိုတော့အဲ့ဒီစစ်တင်ဘောထက်ပိုကြောက်ဖို့ကောင်းတာကအဲ့ဒီတင်ဘောကိုပင်လယ်အောက်ကိုပို့ပစ်နိုင်တဲ့လက်နက်ပဲတဲ့ကြားရတာနဲ့တော်တော်လေးကိုပြင်းထန်တဲ့ချင်းချောက်မှုမှန်ထိတာတယ်နော်ဆိုတော့အရင်ဆုံးအီရန်ဘက်ကစလိုက်တဲ့ဒီ digital စစ်ပွဲဒါမှမဟုတ်တရင်ချက်လက်စစ်ပွဲအကြောင်းရင်ပြောကြည့်အောင်သူတို့ရဲ့တိုက်ခိုက်မှုကလက်တွေ့ကဘာမှမဟုတ်ပဲ online ပေါ်ကနေစခဲ့တာပါအီရန်နိုင်ငံပိုင် TV ကနေထုတ်လွှင့်ခဲ့တဲ့အဲ့ဒီ AI ဗီဒီယိုထဲမှာဘာတွေပြသွားလဲဆိုတော့ပထမဆုံး American လေယာဉ်တင်ဘော်ခီကိုတုံးကြီးရင်းနဲ့တော်တော်များများပစ်လိုက်တယ်ပြီးတာနဲ့တင်မောကုန်းဘတ်ပေါ်ရောကိုထင်မှာပါစစ်တိုက်ဆိုလို့ပောက်ခွဲမှုတွေဖြစ်နောက်ဆုံးတော့ USS Abraham Lincoln လို့နာမည်ပေးထားတဲ့အဲ့ဒီတင်ဘော်ကြီးကနှစ်ပိုင်းပြတ်ပြီး second ပိုင်းလေးတွင်းမှာတဲ့ပင်လယ်ထဲကိုနစ်မြုပ်သွားပါလိရောကဲအဲ့ဒါကတော့အီရန်ရဲ့ virtual war ကချင်းချောက်မှုပေါ့ဟုတ်ပြီအဲ့လောလက်တွေ့ကဘာမှာ American ကတော့ဘလို့တုံ့ပြန်ခဲ့တယ်လဲဆိုတာကြည့်ရအောင်သူတို့ရဲ့ချန်ပီယံစစ်အင်အားပြမှုကလည်းအသေးစားတော့မဟုတ်ခဲ့ပါဘူးအမေရဲ့လှူရှားမှုဟဲမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါကသူတို့ရဲ့လေယာဉ်တင်ပေါ်တိုက်ခိုက်ရေးအုပ်စုနှစ်ခုကိုနေရာချထားပုံပဲ။တစ်စီက USS Abraham Lincoln သူကအာရေဗျပင်လယ်မှာနောက်တစ်စီ USS Gerald R. Ford သူကကြတော့မြေပင်လယ်မှာမြေပေါ်မှာကြည့်လိုက်ရင်အီရန်ကိုညှက်ချတဲ့ပုံစံမျိုးဖြစ်နေတာပေါ့။ဒီတင်ပေါ်ရဲ့တန်ဖိုးကလည်းမနေဘူးနော်။ဥပမာ USS Gerald R. Ford တစီဒီရဲ့တန်ဖိုးကိုပဲကြည့်။ American dollar 13 billion တောင်ရှိတယ်။ဆိုတော့ဒါကဒီစစ်အင်အားဖြောက်မှုရဲ့အတိုင်းထားဘယ်လောက်ကြီးမားလဲဆိုတာကိုပြနေတာပဲ။တမိုင်းမှာပြန်ကြည့်ရင်တောင်ဒီလောက်ကြီးတဲ့စစ်အင်အားဖြန့်ချက်မှုမျိုးကအနောက်အာရှမှာသိမရှိခဲ့ဘူး။တကယ်တော့2003ခုနှစ်အီရတ်စစ်ပွဲပြီးကြတဲ့ဆိုရင်အခုကအကြီးမားဆုံး American စစ်အင်အားစုဝေးမှုလို့တော့ပြောလို့ရပါတယ်တက်ခိုက်ရေးတင်ပေါ်တွေပဲလားဆိုတော့မဟုတ်သေးဘူးသူတို့ကိုအထောက်အကူပြုမဲ့လေယာဉ်တွေကိုလည်းအစင်တစ်နေရာချထားပြီးသားဥပမာအမေရိကန်ရဲ့ KC-135 စီဖြစ်လေယာဉ်တွေ C-17 ကုန်တင်လေယာဉ်ကြီးတဲ့အစ္စရေးမှာရောက်နေတာကိုတွေ့ခဲ့ကြတယ်လေလာသူတွေကတော့ဒါကိုဘယ်လိုမြင်လဲဆိုတော့အမေရိကန်ကတာဝေးပစ်တိုက်ခိုက်မှုတွေအတွက်ကြိုတင်ပြင်ဆင်နေတဲ့လက္ခဏာပဲတဲ့ဆိုလိုတာကအမိန့်တာပေးလိုက်အမေရိကန်ဂျက်လေယာဉ်တွေအီရန်နိုင်ငံတွေကိုအဝေးကြီးချီဝန်တိုက်နေအောင်လမ်းဖွင့်ပေးထားလိုက်တာပေါ့ဒီလိုစစ်ရေးရာအပြန်လန်အားစနေကြတယ်လို့ပဲခေါင်းဆောင်တွေရဲ့ပါစကထွက်တဲ့စကားလုံးတွေကလည်းစစ်ပွဲတစ်ခုလိုပါပဲသူတို့ရဲ့ချင်းချောက်မှုတွေနောက်ဆုံးပရိပေးချက်တွေကအချင်းတွေကိုပို့ပြီးတော့တောင်ဆိုးစေခဲ့တယ်အီရန်ဘက်ကဆိုရင်နိုင်ငံမှန်ရုပ်တံကနေတော့ကြီးညာချက်ထုတ်ခဲ့တယ်သူတို့စီမှာ American စစ်တင်ဘောတွေကိုနစ်မြုပ်ပစ်နိုင်တဲ့ရုပ်ဝစ်လက်နက်ရှိတယ်ပေါ့ဒါကထားသူကိုဖြောင်းနေတာမဟုတ်ဘူး American ရဲ့လေယာဉ်တင်ဘောတွေကိုတဲရဲ့ကြီးရည်ညွှန်းပြီးချင်းချောက်လိုက်တာပဲ American ဘက်ကတော့သမ္မတ Trump ကလည်းအယော့မပေးဘူးအေးကြီးတဲ့စီးနွေးပွဲတွေမဆခံရက်ပိုင်းလေးအလိုမှာပဲသူ့ရဲ့ပြတ်သားတဲ့သဘောထားကိုထုတ်ပြောခဲ့တယ်။ဘာလဲကမ္ဘာပေါ်မှာအကြမ်းဖက်မှုကိုအားပေးဆုံးနိုင်ငံကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်ဘရော့မပေးမှာမဟုတ်ဘူး။ဒါမျိုးလုံးဝဖြစ်ခွင့်မပေးနိုင်ဘူးတဲ့။ဒါပေမဲ့ဒီမှာ NOC ကကောင်းတာတစ်ခုရှိနေတယ်။ဒီလိုတနက်တွေဒုံးကြီးတွေနဲ့ချိန်ချောက်နေတဲ့အချိန်မှာပဲနောက်ွယ်မှာတခြားလမ်းကြောင်းတစ်ခုလည်းရှိနေခဲ့တယ်။အဲ့ဒါကတော့တန်တမရေရအရာချွေရှင်းဖို့စ조사နေတဲ့လမ်းကြောင်းပါပဲ။ဆိုတော့အခုအချိန်တွေကလမ်းနှစ်ခုကိုတပြိုင်တည်းရှောင်နေတယ်လို့ပဲတစ်ဖက်မှာကြည့်လိုက်ရင်လေရင်တင်နေမောတွေအလုံးရင်းနဲ့ချထားတဲ့ရှုဝက်လက်နဲ့ရှိတယ်လေချင်းချောင်းနေတယ်ဒါအရင်သုံးမယ်လမ်းနောက်တစ်ဖက်မှာကျတော့ဂျီနီဗာမှာဆွေးနွေးပွဲလုပ်ဖို့စီစဉ်နေတဲ့သဘောတူညီချက်ရနိုင်ပါတယ်ဆိုတဲ့စကားတွေလည်းကြားနေရတယ်အီရန်နိုင်ငံသားရေးဝန်ကြီးအာယတ်ချင်းရဲ့စကားကိုပဲကြည်လေသူကကျွန်တော်တို့မှာမကြုံစဘူးသဘောတူညီချက်တစ်ခုရဖို့တမိုင်းဝင်အခရီးရှိနေပြီတန်တမန်ရေးကိုသာဦးစားပေးမယ်ဆိုရင်အောင်မြင်မှာပါလို့မျှော်လင့်ချက်အပြည့်နဲ့ပြောခဲ့တယ်ဒါကစစ်ရေးချင်းချမှုတွေနဲ့လုံးဝကိုတခြားစီဖြစ်နေတာပေါ့ဒီအချိန်စရာလေးကိုကြည့်လိုက်ရင်အချိန်တွေကဘလောက်အချိန်မီလို့ဖြစ်ဖြစ်နေလဲဆိုတာပုံမြင်ထားလာမယ်ဖေဖော်ဝါရီ24ရက်နေ့သမ္မတထရန့်ကချင်းချောက်စကားတွေထပ်ပြောတယ်အခုလက်ရှိချိန်မှာ American တန်ဘော်တွေကအီရန်ကိုညှက်ထော်တဲ့အနေအထားရောက်နေပြီနောက်ပြီးဖေဖော်ဝါရီ26ရက်နေ့ကျရင်ဂျီနီဗာမှာတတိယအကြိမ်နျူကလ িয়ার ဆွေးနွေးပွဲစလောက်မယ်အရာအလုံးကတချိန်ထဲမှာဖြစ်နေလားဟုတ်ပြီအခုကျွန်တော်တို့မြင်ခဲ့ရတာတွေကတစ်ခုနဲ့တစ်ခုစန့်ကျင်နေတယ်လို့မဲနော်ဆိုတော့ဒီလိုရှုပ်ထွေးနေတဲ့အချက်အလက်တွေရဲ့နောက်ွယ်မှာတကယ်တမ်းပါရီဖြစ်နေတာလေသူ့ရဲ့မဟာဗျူဟာကိုနည်းနည်းလောက်စမ်းစစ်ကြည့်ကြရအောင်အမေရိကန်ကဒီလောက်အရားပြနေပြီမယ်
မင်းစရာမိကွန်းတစ်ခုရှိလာတယ်အဲ့ဒါကတကယ်တမ်းတိုက်ပွဲထိလာခဲ့ရင်ဒီလိုအခြေအနေမျိုးမှာအမေရိကန်ရဲ့စစ်အင်အားကတော့အခန့်တက်မှုရှိတွန်းလို့ရပါမလားသူ့မှာလက်တွေ့ကျတဲ့ကန့်သက်ချက်တွေမရှိနိုင်မလား လိလာသုံးထပ်သူတွေရဲ့အချက်လက်တွေကိုကြည့်ရင်တော့စိတ်ဝင်စားစရာအဖြစ်တစ်ခုထွက်လာတယ်သူတို့ဆိုရင်အမေရိကန်အနေနဲ့အင်အားအသစ်ထုံပြီးတောက်လျှောက်တိုက်ခိုက်ဖို့ဆိုတာလက်တွေ့မှာမလွယ်ဘူးလို့ဆိုပါတယ်သုံးသက်ချက်တရားဆိုရင်အမေရိကန်ကအပြည့်အထန်တိုက်ခိုက်မှုတွေကိုစစ်တိုက်လုံးနိုင်တာ၄ရက်ဒါမှမဟုတ်5ရက်လောက်ပဲဖြစ်နိုင်တယ်အဲ့ဒီကနဦးတိုက်ခိုက်မှုကြီးပြီးသွားရင်တော့နောက်ပိုင်းမှာအရှိန်လျှော့ပြီးတစ်ပတ်တစ်ခါလောက်ပဲတိုက်ခိုက်နိုင်တော့မယ်လို့ခန့်မှန်းကြတယ်ဆိုတော့အရှိန်အပြည့်နဲ့လေကြောင်းတိုက်ပွဲကြီးကိုရက်ရှည်လာများဆင်နွှဲဖို့ကတော့ဖြစ်နိုင်ခြင်းနည်းတယ်လို့ယူဆရမှာပါ ဒီရချက်ကတော်တော်လေးအရေးကြီးတယ်ဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့ကိုဘာကိုပြနေလဲဆိုရင်ဒီလောက်ကြီးမားတဲ့စစ်အင်အားပြောင်းမှုကြီးဟာတကယ်ကျူးကျော်တိုက်ခိုက်ဖို့ထက်ညှိနှိုင်းရေးစားပွဲဝိုင်းပေါ်မှာအသာစီးအောင်ဖိအားပေးတဲ့ညီပြောအားတစ်ခုဖြစ်နိုင်ခြေပိုများတယ်ဆိုတာပါပဲ အင်္ဂလိပ်လိုတော့ဒါကို diplomatic gambit လို့ခေါ်တယ်။သူ့ရဲ့အဓိပ္ပာယ်ကတော့ညီနိုင်ဆွေးနွေးမှုတွေမှာကိုကအပေါ်စီးရဖို့အတွက်လှုပ်လိုက်တဲ့စွန့်စားရရဲ့လုပ်ရက်ဒါမှမဟုတ်ပြိုးလိုက်တဲ့စကားတကုံးကိုဆိုလိုတာပါ။အခုလုပ်ရက်ကအဲ့ဒီတပေါ်မျိုးတက်ရောက်နေတယ် ကဲမနှက်ဖြတ်မှာဆွေးနွေးပွဲတွေကစတော့မယ်အခုမြင်နေရတဲ့ဒီစစ်ရေးအရာဖိအားပေးမှုကြီးကတကယ်စစ်ပွဲကြီးရဲ့ရှေ့ပြေးလားဒါမှမဟုတ်တန်တမန်ရေးရာအပြင်းယူလုပ်ဖို့အတွက်ပေးဆက်ရမယ်တံပိုးတစ်ခုပဲလားဒါကတော့တကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုအထစ်ကြံနေခဲ့ပါ ರಿ